Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘန်ကောက်မြို့ပေါ်မှာနာမည်ကြီးနေတဲ့လက်ချမီမေရိုစီသွားမှာဖြစ်လို့ဂျန်နီနဲ့အတူတူလိုက်ခတ်ပေးကြပါအောင်နော်အခုထိုင်းစံတော်ချိန်7:00နာရီခွဲရှိပြီပေါ့နော်အပြင်မှာမိုးရီအရှံအုပ်နေတဲ့အဲ့အတွက်ဘုတ်ထောက်ပြီးပဲသွားလိုက်ပါတယ်ရထားနဲ့သွားလို့ရတယ်ဘတ်စကားနဲ့လည်းသွားလို့ရတယ် information လေးတွေကိုဒီမှာပြတာပါတယ်တောင်အပါဝါဒီဘတ်စကားရပ်ပေးပါတယ်နော်ကားပတ်ကနေရကျဲလို့စိုက်ကယ်စီးရသူတွေအတွက်လည်းအဆင်ပြေပါတယ်နော်အောက်ထပ်မှာလည်းမေရိုတို့အတွက်လှူပွဲပစ္စည်းလေးတွေကိုရောင်းချပေးပါတယ်အဲ့ထဲမှာဘတ်150တန်လေးတွေက push ကပ်ပါပါတယ်လက်ချမီမေရောကပန်းရောင်နှစ်သက်တဲ့သူပါဒါကြောင့်ပန်းရောင်အဆောင်ရောင်လေးကိုဝစ်ဆင်သွားတင်ပါတယ်ဂျန်နီသွားတာတနင်္ဂနွေနေ့ဖြစ်လို့လူအများများပါရဲ့နော် push ကလေးထဲမှာကိုယ့်ရဲ့နာမည်မွေးနေ့ဆူတောင်းလိုတဲ့ဆန္ဒလေးကိုရေးပြီးသွားတာနဲ့ဖရားရဲ့အောက်က box ထဲမှာထည့်သွင်းပေးရုံပါပဲနော်မေရောစီရောက်ရင်လေကိုယ့်ရဲ့စိတ်ရင်းထဲမှာတကယ်ဖြစ်လို့ခြင်းနဲ့ဆန္ဒတစ်ခုတည်းသာတောင်းပါဆန္ဒပြေဝလို့ရှင်လဲဆက်မေရောစီလာရောက်လှူဒန်းပေးမယ်လို့လည်းကတိပေးပါမိမိရဲ့ဖန်စာအုပ်ပတ်ဆိုင်အိတ်တွေကိုဖွင့်ပြီးမေရောရဲ့ညာဘက်လက်နဲ့ပို့၍ဆူတောင်းပေးပါနော်ငွေဝင်ပါစေလက်ဝင်ပါစေဒီတက်မကပတ်စံတွေတိုးပွားပါစေလို့ဆူတောင်းပေးပါနိုင်ငံရဲ့တေစာပါလာရောက်ဆူတောင်းပေးပါနော် See you guys